မင်္ဂလာပါမိတ်ဆွေတမှုတစ်ဖက်အသုံးရဲငမွဲဖြစ်တတ်သည်တဲ့ဆိုရိုးစကားလေးဒီစကားလေးကမှန်ကန်တဲ့ဘဝနေထိုင်မှုကိုဖြစ်ရလားဒီစကားကကျွန်တော်တို့ကိုချမ်းသာအောင်သင်ပေးနေတာလားဒါမှမဟုတ်ဘာမှမလုပ်ရဲမကန်ရဲတဲ့ကြောက်စိတ်တွေကိုရိုက်သွင်းနေတာလားလူနှမျိုးရှိတယ်ဆိုပါစို့ပထမတစ်မျိုးကဒီစကားကိုမြေဝဲမချနားထောင်ပြီးတော့တပြားမှမသုံးရက်မစားရက်ဖဲနဲ့ချုပ်တီးရင်းနဲ့နောက်ဆုံးမှာဘာမှအနှစ်သာရမရှိတဲ့ငွေပုံကြီးရဲ့ဘေးမှာဘဝညီကုန်းချုပ်သွားတဲ့လူတွေနောက်တစ်မျိုးကတော့ဒီလောက်ကလေးကတော့အကြောင်းမဟုတ်ပါဘူးဆိုတဲ့ပို့စားတဲ့စိတ်နဲ့လက်ဖွာရင်းနဲ့နောက်ဆုံးမှာဘာမှမကြံမဲ့လမ်းဘေးရောက်သွားတဲ့သူတွေပါဒါဆိုရင်မှန်တရားကပါလေဒီဆိုရိုးစကားကတကယ်ပဲမှန်ကန်တဲ့လမ်းညွှန်ချက်လားဒါမှမဟုတ်ခင်မမီတော့တဲ့အတွေးခေါ်ဟောင်းတစ်ခုလားဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ဘဝကိုငွေကစိုးမိုးသွားမလားကျွန်တော်တို့ကငွေကိုစနစ်တကျအသုံးချပြီးတော့လူဖြစ်ချိုးနှမ်းအောင်နေထိုင်သွားမလားဆိုတဲ့ဘဝနေထိုင်မှုတွေကိုအတူတူဆန်းစစ်သွားရအောင်ကျွန်တော်တို့တစ်ခါလောက်တော့တွေးဖို့မှာပါ100တန်လေးတစ်ရက်1000တန်လေးတစ်ရက်သုံးလိုက်လို့ဘာဖြစ်မှလဲဆိုပြီးတော့ပေါ့ဒါပေမဲ့ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး Benjamin Franklin ကတော့ဒီလိုသတိပေးခဲ့ပူပါတယ်အပေါက်သေးသေးလေးတွေကိုသတိထားပါတယ်သေးငယ်တဲ့အပေါက်လေးတစ်ခုကကြီးမားတဲ့သင်္ဘောကြီးကိုနင်းမြုပ်စေနိုင်နေတဲ့ငွေကြေးလောကမှာလည်းဒီလိုပါပဲကျွန်တော်တို့မနှမျောပဲသုံးပစ်လိုက်တဲ့တမှုတစ်ပဲအသုံးစိတ်ကလေးတွေဟာအချိန်နဲ့မျှကြာလာတဲ့အခါမှာကျွန်တော်တို့ရဲ့အနာဂတ်ကြွယ်ဝချမ်းသာမှုကိုဖျက်ဆီးပစ်မဲ့ရန်သူတော်ကြီးတွေဖြစ်လာတတ်ပါတယ်ကမ္ဘာဘဏ္ဍာရေးပညာရှင်တို့ကလူတွေဘာလို့မချမ်းသာလာတာလဲဆိုတာကိုရှာဖွေရင်းနဲ့သူ့ရဲ့ယူဆတစ်ခုကိုတင်ပြခဲ့ပါတယ်ဥပမာပေးရရင်ကျွန်တော်တို့ကနေ့တိုင်းမလိုအပ်ဘဲနဲ့ကော်ဖီတစ်ခွက်ဒါမှမဟုတ်မုံမိုးအဖြစ်4000ကျပ်လောက်သုံးနေတယ်ဆိုပါစို့တရက်စာကြည့်ရင်တော့ဘာမှမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီငွေကိုမသုံးမဲနဲ့စုဆောင်းပြီးတော့ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင်တစ်လမှာ3,200,000တစ်နှစ်မှာ14သိန်းအနှစ်30လောက်ကြာလာတဲ့အခါမှာအတိုးနှုန်းနဲ့တွက်ကြည့်လို့ရှိရင်ကျွန်တော်တို့ရဲ့လက်ထဲမှာသိန်းပေါင်းထောင်ချီရှိနေနိုင်ပါတယ်ဒါအိမ်တလုံးကားတစ်စီးစာလောက်တန်ဖိုးရှိတဲ့ငွေပမာဏပါငါတို့ကတမှုတစ်ပဲကိုအသုံးရဲလိုက်လို့တကယ်တမ်းမှာတသက်စာစည်းစိမ်ကိုလဲလွတ်လိုက်ရတာတွေလည်းဖြစ်နိုင်ပါတယ်ကမ္ဘာပေါ်မှာအချမ်းသာဆုံးပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်တဲ့ဝါရင်ဘက်ဖက်ကကြောက်ဆောင်ကြီးတစ်ခုဟာမှုန်တိုင်းတန်းကြောင့်ပြိုကျတာတဲ့ရေစကလေးတွေနှစ်ပေါင်းများစွာတိုက်စားလို့ပက်ထွက်သွားတာကပိုများပါတယ်မင်းရဲ့စီးပွားရေးသင်္ဘောကြီးကိုလည်းပစ္စည်းကြီးကြီးမားမားဝယ်လိုက်လို့နင်းမြုပ်သွားတာတဲ့ဘယ်ရောက်သွားမှမသိတဲ့အသုံးစရိတ်ကလေးတွေကြောင့်အောက်ခြေကနေဆွေးမြေလာတာကပိုးပြီးတော့ကြောက်ဖို့ကောင်းပါတယ်။ဒါကြောင့်တမှုတစ်ဖက်အသုံးရဲငမွဲဖြစ်တတ်သည်ဆိုတဲ့ဆိုရိုးစကားဟာစီးပွားရေးအရာကြီးရင်မှန်ကန်တယ်လို့ဆိုနိုင်ပါတယ်။ငွေပမာဏနဲတာများတာထက်ကျွန်တော်တို့ရဲ့သုံးစွဲမှုလေ့ထားကပိုအရေးကြီးပါတယ်။ဒါပေမဲ့ဒီနေရာမှာမေးစရာတစ်ခုရှိလာပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကတပြားမှမသုံးရမစားရဲပဲနဲ့ချိုးချံပြီးတော့နေထိုင်ရမှာလား။အဲ့ဒီလိုနေထိုင်မှုကရောလူဖြစ်ချိုးနိုင်ရလားအဲ့ဒီစကားကိုကြောက်ပြီးတော့တစ်သက်လုံးမစားရမသုံးရမလူရပဲချုပ်တီးခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝကိုမြင်အောင်ကြည့်ပါသူ့ရဲ့ဘဏ်အကောင့်ထဲမှာကဏ္ဍတွေကတော့များနေလိမ့်မယ်ဒါပေမဲ့သူ့ရဲ့ဝေစားကနွမ်းဖက်နေလိမ့်မယ်စားတာကလည်းအာဟာရမရှိဘူးစိတ်ကလည်းအမြဲတမ်းပူပန်နေရမယ်ဒါဆိုရင်ဒီလူကတကယ်ပဲချမ်းသာတာလားမဟုတ်ပါဘူးသူကငွေရှိတဲ့စည်ရင်သားတစ်ယောက်ပါကမ္ဘာကျော်စိတ်ပညာရှင်တွေရဲ့လေ့လာချက်အရငွေရလူသားတစ်ယောက်ကိုအပျော်ရွှင်ဆုံးဖြစ်စေတာဟာပစ္စည်းဝယ်တာမဟုတ်ဘဲနဲ့အတွေ့အကြုံတွေအတွက်သုံးစွဲတာလို့ဆိုပါတယ်ခရီးသွားတာဘ ഹു တုဒ္ဒရစေမဲ့သင်တန်းတက်တာမိသားစုနဲ့အတူအမှတ်တရထမင်းတနက်စားတာတွေဟာမင်းရဲ့စိတ်ကိုလန်းဆန်းစေပြီးတော့ကုန်ထုတ်မှုစွမ်းအားကိုဘူတိုးတက်စေပါတယ်ငွေကိုဘာမှမသုံးဘဲစုယုံတက်တက်စုနေရင်တော့မင်းရဲ့ဦးနှောင်ဟာတဖြည်းဖြည်း၆တွေ့လာပြီးတော့အသစ်တွေကိုဖန်တီးနိုင်စွမ်းပျောက်ဆုံးသွားပါလိမ့်မယ်။မင်းကငွေကိုခြေတာဖို့အတွက်အားရရှိတာတွေကိုမစားဘူး။ကျန်းမာရေးအတွက်မသုံးဘူးဆိုရင်နောက်ဆုံးမှာမင်းစုထားတဲ့ငွေတွေဟာဆေးရုံကိုပဲရောက်သွားပါလိမ့်မယ်။အဲ့ဒီချိန်ကျရင်မင်းမှာငွေတွေရှိနေပေမဲ့အဲ့ဒီငွေကိုသုံးပြီးတော့ပျော်ရွှင်ခွင့်မရှိတော့ဘူး။ဒါစီးပွားရေးအကြည့်ရင်ရင်းနှီးမြှုပ်နှံမှုရှုံးနေရင်ပါ။မင်းကငွေကိုပိုင်ဆိုင်တာမဟုတ်တော့ဘဲနဲ့ငွေကမင်းကိုပြန်ပြီးတော့ကျွံပြူထားတယ်လို့ဖြစ်နေပါပြီ။ငွေဆိုတာလှက်ပတ်နေမှအသုံးချနေမှတန်ဖိုးရှိတာပါ။
တိတာထဲမှာထည့်ထားပြီးတော့ဘဝအတွက်ပညာအတွက်ပျော်ရွှင်မှုအတွက်မသုံးတဲ့ငွေဟာတကယ်တော့တန်ဖိုးရှိတဲ့စက်ကူကနေအမှတ်အဖြစ်ပြောင်းလဲသွားတာနဲ့အတူတူပါပဲဒါဆိုရင်ငါတို့ကဘယ်လိုလုပ်ရမှာလဲဖြုံးရမှာလားစုရမှာလားအဖြေကတော့ဖြုံးတာလည်းမဟုတ်ဘူးစုယုံတက်တက်လည်းမဟုတ်ပါဘူးအဲ့ဒါကတော့စနစ်တကျရင်းနှီးမြှုပ်နှံခြင်းပါပဲကမ္ဘာဗန္ဒာရေးပညာရှင်တွေအကြံပြုထားတဲ့စည်းမျဉ်းတစ်ခုရှိပါတယ်မင်းရှာထားသမျှငွေတွေကိုစနစ်တကျခွဲဝေဖို့ပါ50ရာခိုင်နှုန်းကိုအခြေခံလူပဲချက်ဖြစ်တဲ့စားဝတ်နေရေးအတွက်သုံးပါ20ရာခိုင်နှုန်းကတော့အနာဂတ်အတွက်စုဆောင်းခြင်းဒါမှမဟုတ်ရင်းနှီးမြှုပ်နှံပါ30ရာခိုင်နှုန်းကတော့မင်းရဲ့ပျော်ရွှင်မှုနဲ့ဘဝရဲ့အတွေ့အကြုံတွေအတွက်အသုံးရရဲသုံးဖြစ်လိုက်ပါတယ်ဒီလိုခွဲဝေလိုက်တာမင်းကိုငမွဲဖြစ်မသွားစေသလိုလူပြရှုံးတဲ့ငွေကြုံလည်းဖြစ်မသွားစေတော့ပါဘူးဒီနေရာမှာကျွန်တော်တို့သုံးလိုက်တဲ့တမှုတစ်ပဲဟာအပျော်ပါတက်တက်ဖြုံးတိမှုလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့ကျန်းမာရေးပညာရေးနဲ့စိတ်ချမ်းသာမှုအတွက်ရင်းနှီးမြှုပ်နှံမှုလားစာအုပ်တအုပ်ဝယ်တာအားကစားလုပ်တာချစ်ရသူတွေကိုလက်ဆောင်ပေးတာတွေဟာငွေကုန်ပေမဲ့လူပြကျိုးနှက်စေတဲ့ရင်းနှီးမြှုပ်နှံမှုတွေပါအသိဉာဏ်ရှိတဲ့သူတွေကဘယ်နေရာမှာချိုးချံရမလဲဆိုတာထက်ဘယ်နေရာမှာတန်ဖိုးရှိအောင်သုံးရမလဲဆိုတာကိုပိုးပြီးတော့အာရုံစိုက်ပါတယ်အဆုံးသတ်မှာတော့တမှုတစ်ပဲအသုံးရင်ငမွေးဖြစ်တတ်သည်ဆိုတဲ့စကားပုံဟာကျွန်တော်တို့ကငွေကိုမသုံးရအောင်ချုံလိုက်နေတဲ့ဂျိမ်းစာမဟုတ်ပါဘူးကျွန်တော်တို့ကဘဝရဲ့အရှင်သခင်တယောက်ဖြစ်လာအောင်ပြုစုပြောထောင်ပေးနေတဲ့စေတနာတစ်ခုသာဖြစ်ပါတယ်ကျွန်တော်တို့ကတမှုတစ်ပဲလေးကိုပဲပေါ်ဆခဲ့လို့ငွေကြေးအရာဆင်းရဲဒုက္ခရောက်နိုင်တယ်လို့တစ်ဖက်မှာလည်းတမှုတစ်ပဲလေးကိုပဲဖစ်တွယ်လွန်းနေရင်လေဘဝရဲ့အနှစ်သာရတွေကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီးစိတ်ပိုင်းဆိုင်ရာဆင်းရဲမွဲတွေသွားတတ်ပါတယ်ငွေမရှိလို့မွဲတာထက်ငွေကိုဘယ်လိုအဓိပ္ပာယ်ရှိရှိသုံးရမလဲမသိတာကမှတကယ်လူဖြစ်ရှုံးခြင်းပါပဲမင်းရဲ့အိတ်ကတဲ့ကငွေဆိုတာဘဝကိုလှပအောင်ပံ့ပိုးပေးရမယ်ကိရိယာတစ်ခုပါအဲ့ဒီကိရိယာကိုစနစ်တကျမကင်တွေတတ်ရင်မင်းကငွေရဲ့ကျွန်ဖြစ်သွားပါလိမ့်မယ်တတိယပါငွေဆိုတာစုဆောင်းတတ်ဖို့တဲ့ကိုယ့်ဘဝအတွက်တန်ဖိုးရှိအောင်အသုံးချတတ်ဖို့ကပိုအရေးကြီးပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေရဲ့အတွေ့အတစ်ခုကိုပြောင်းလဲစေခဲ့တယ်မိတ်ဆွေအတွက်အကျိုးရှိခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ကြိုးစားမှုကိုအားပေးတဲ့အနေနဲ့ subscribe လေးနှိပ်ပေးခဲ့ပါအောင် awareness ကမိတ်ဆွေနဲ့အတူအမြဲရှိနေမှာပါကျေးဇူးတင်ပါတယ်ခင်ဗျာ